အားလုံးပဲမင်္ဂလာပါကာတွန်းစာအုပ် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ channel လေးကနေဆရာဆွေမင်းတနုဖြူရဲ့ညံရာစာတွတ်ပြီးပါဝင်သောကျွန်ုပ်နဲ့ရွာထိပ်ကညောင်ပင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါမယ်ဇာတ်လမ်းလေးမစခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးအသစ်တင်သမျှသိရအောင်ဘေးနားက notification ဘဲလေးကိုလည်းနှိပ်ပေးထားကြဖို့တောင်းဆိုပါရစေခင်ဗျာကျွန်ုပ်တို့ကြုံနိုင်ပါ၏အရှိရွာဦး၌ညောင်မင်းကြီးတစ်ပင်ရှိချေ၏ထိုညောင်မင်းကြီးကရွာ၏အမတ်သားဆိုလဲမမချေခီးသွားခီးလာများကညောင်မင်းကြီးအောင်း၌အပန်းဖြေကြ၏တေးတမောအိတ်ဆက်ကြ၏ညောင်မင်းကြီး၏ရိတ်အာဝါဒကကောင်းလာပြီစွာတခုသောနေ့နဲ့ခင်း၌ကျွန်ုပ်အမဲပြည့်ရန်ထွက်လာချိန်ညောင်ပင်ကြီး၏အုပ်ပောင်ပေါ်၌လက်ရုပ်လေးတစ်ခုကိုတွေ့လိုက်ရချေ၏လက်ရုပ်၏ရှေ့၌ပန်းဟိုအမွှေးနှံသာတို့ဖြင့်ဝေဝေဖြားဖြားတင်ထား၏ထို့အပြင်လက်လက်ဆက်ဆက်ငါးကြီးသုံးကောင်ကိုလည်းလင်းပန်းဖြင့်တင်ထားသည်ကိုတွေ့လိုက်ရ၏ညောင်ပင်ရှိတွင်တော့ငုတ်တုတ်ထိုင်၍ရှင်ခိုးနေသူများကိုတွေ့ရ၏ထိုသူများကရွာ၌ငါးကန်များပိုင်သောကိုလင်းအောင်ဆိုသူနှင့်သူ၏တပည့်များပင်ဖြစ်ချေ၏ကျွန်ုပ်လည်းအံ့ဩစွာဖြင့်ထိုမြင်ကွင်းကိုရက်၍ကြည့်နေ၏အရှင်ညောင်မင်းဆောင်နာမည်ကြီးခမညာနာမည်ကြီးစောင့်ရှောက်သဖြင့်တပည့်တော်တို့အဆင်ပြေခဲ့ရပါပြီရှစ်ဆက်လည်းစောင့်ရှောက်ပေးတော်မူပါအရှင်ညောင်မင်းဆောင်နာမည်ကြီးရဲ့တကားအရင်ဖြင့်မှတ်ယူပါယခုပထမဆုံးတပည့်တော်၏ငါးကံမှထွက်သောငါးများကိုဆက်တာပါတယ်ကျွန်ုပ်လည်းသူတို့ကိစ္စပြီးသောအခါကိုလင်းအောင်ကိုမေးရချေတော့၏ကိုလင်းအောင်ဒါဘာလုပ်တာလဲဗျ။ဩညောင်ပင်စောင်းနှက်ကိုပူဇော်တာလေဒီနမင်းကြီးကတိတ်ဆွမ်းနေပြီးခဲ့တဲ့2 လလောက်ကနေတိုင်းဒီညောင်ပင်ကိုလာပြီးငါးကန်ကိုစောင့်ရှောက်ဖို့စောင့်မကြည့်ရှုဖို့အမြဲဆူတောင်းခဲ့ရတာမနစ်ကရှုံးတဲ့ငါးကန်ဒီနေ့ရေလယ်မြက်တယ်ဗျဒါကြောင့်လာပူဇော်တာအမှန်တကယ်လေးကိုလင်းအောင်တို့ငါဈေးကောင်းရ၍အမျက်အစွန်းတော်တော်လေးရလိုက်ပုံရှိချေ၏ကဲသွားပြီဥတုပီရေကျွန်ုပ်ထိုကိစ္စကိုမေးမေးပြောပြောဖြစ်သွားတော့လေထိုသတင်းကရွာထဲပြန်သွားပုံရ၏ညောင်မင်းဆောင်နတ်ရုပ်လေးများအစီအကြီးပေါ်လာပြန်၏ဒီနေ့ကျန်းရှင်နှကောင်ကိုတက်ပြီးညောင်မင်းဆောင်နှက်ကိုထိုင်ရှင်ခိုးနေတော့ရွာတောင်ပိုင်းမှာကြက်မွေးသောကိုကြီးကိုတွေ့ရပြန်ချေ၏ဟာဟဲ့လူကျက်ရှင်ကိုပူဇော်ရတယ်လို့ဗျာကြော်လောချက်ပြုတ်ပူဇော်လဲရပါတယ်ဗျာဩဒီညောင်မဲဆောက်နှက်တယ်မဟုတ်ဘူးသူ့တပည့်နှက်တွေအတွက်ပါဒီလိုပူဇော်ရတာကျုပ်ကတော့ယုံနေကြက်ချန်ကဒီနေ့ဥတွေလည်းအထွက်ကောင်းအသားလေးတူကြက်တွေလည်းရောင်းမလောက်ပဲကျွန်ုပ်မှာတဖြည်းဖြည်းနဲ့နက်ရုံများပြေးလာတော့ညောင်ပင်ကြီးကိုကြည့်၍စိတ်ညစ်နေရချေ၏လမ်းသွားလမ်းလာများကလည်းထိုညောင်ပင်ကြီးကိုဝင်၍ရှင်ခိုးသွားတတ်ချေ၏ထိုထက်ပိုဆိုသည်ကထမ်းရည်ရောင်းသောကိုချစ်တင်ကမနက်တိုင်းထမ်းရည်တပလင်လာ၍ဆက်၏အရှင်ညောင်ပင်ဆောင်နာမည်ကြီးမချစ်တင်ရဲ့ထမ်းတော်ကိုလည်းစောင့်ရှောက်ပေးတော်မူပါအရှင်နာမည်ကြီးအတွက်ထမ်းရည်တစ်လုံးဆက်တာပါတယ်ဖေဟာကျွန်ုပ်လည်းထိုကိစ္စအားတကြီးကိုပြောရချေ၏တကြီးရွာဥမှာဗျာသားစိမ်းငါးစိမ်းထမ်းရည်တွေနဲ့အခုလိုကြီးပူဇော်ထားတာကတော့ကျုပ်တို့ရွာတိတ်ခါကြတယ်ဗျာဒါတော့ဟုတ်တယ်ဒီကိစ္စပိုဆိုးမလာခင်တားမှာဖြစ်မယ်ဥတုပီစဉ်းစားကြည့်လေရွာဥဆိုတော့ကြက်တည်ရှိရမယ်မဟုတ်လားမှန်တာပေါ့ခက်တာအစွဲလန်းတစ်ခုကိုဘယ်လိုချွတ်ရမယ်မသိဘူးလူတွေကကိုထင်ရကိုလုံနေကြတာကျုပ်တို့ကပိတ်ပြရင်မမြင်နိုင်တဲ့ပရလောကသားတွေကကြိုက်ကြပါမလားဟာတကြီးရလေတကြီးနဲ့တော့ခက်တယ်ဗျာကဲဒါဆိုလဲဥတုပီသဘောမျိုးဥတုပီကျဲတယ်လို့သာလုပ်တော့ထိုအခါမှကျွန်ုပ်လည်းညောင်မင်းကြီးတန်ရှင်း၍ရွာဦး၌ကျဲတည်ရှိစေရန်အမျိုးမျိုးစဉ်းစားရချေ၏သို့တော်ရွာဦးညောင်မင်းကြီးကတနေ့တခြားပို၍ဆိုးလာ၏အရက်ပုံးရောင်းသောမောင်ကြီးကပင်
အရက်ပလင်းကိုဆက်၍ဆူတောင်းနေချေသေး၏မသေးပြင်ကပင်ကျွန်ုပ်ပြစ်ခတ်ရရှိသောဆက်သားအစုံများကိုလာတင်ပြီးအမဲရရှိရန်ဆူတောင်းမည်လုံနေပြီမနှဲတားမြစ်ရပြန်၏ပို၍ဆိုးလာသည်ကရွာကကာလာသားများကညောင်ပင်အောက်၌ဝိုင်းဖွဲ့၍အရက်သေးစာတောက်စားကြခြင်းဖြစ်သည်ဟာဟဲ့အောင်တွေမင်းတို့ဘယ်သူကဒီမှာလာတော့ခိုင်းတာလဲဟုတ်ဟိုဒီမှာလာတော့တာတော့မဟုတ်ပါဘူးညောင်မင်းကကူကြီးကျော်နှက်ကစွတ်နဲ့အရက်ပလင်းကိုစွတ်မိတောက်နေတာပါဟိုအမီးကလည်းနမင်းကြီးစွတ်နဲ့ကျန်တဲ့ငါးစိမ့်တွေကိုမီးနဲ့ကင်ပြီးမီးနေတာပါလူကြီးတွေကအယူမှားတော့လူငယ်တွေကိုကျွန်ုပ်အပြစ်မပြောချင်တော့ပေတကြီးပါစီကလည်းမမြင်ရသောနာနာဘဝတို့ကိုကြောက်နေ၏ကျွန်ုပ်လည်းရွာဦးဆရာတော်ကိုသွားလျှောက်ရချေတော့၏ရွာဦးဆရာတော်ကိုယ်တိုင်နောက်နေ့မနက်လိုက်လာပြီးဥပဇင်ကိုရင်ကျွန်ုပ်တို့ရွာသူရွာသားအချို့နဲ့ညောင်ပင်ပေါ်မှနတ်ရုပ်များကိုဖယ်ရှားလိုက်တော့၏အမွှေးနှံသားများဖြင့်ညောင်ပင်ကိုပတ်ဖြန်းလိုက်သောအခါညောင်ပင်ကြီးကအလွန်ပင်ကြက်တည်ရှိသွားတော့၏ဤသို့ဖြင့်ဆရာတော်ဘုရားကကျောင်းမှပင်းဆောင်လာသောမြတ်စွာဘုရား၏ရုပ်ပွားတော်ကိုပင်းဆောင်၍ရုပ်ဖတ်တရေစေကပန်းရည်ချမ်းတို့ဖြင့်တီထားလိုက်တော့၏လွန်စွာမှကြက်တည်ရှိလာသောညောင်ပင်ကြီးမှာဗုဒ္ဓရုပ်ပွားတော်ဖြင့်တပ်ပယ်ရချေတော့၏တကြီးတို့များဥတွတ်ပီလောက်တောင်ညံမပြေးဘူးဒီနေ့ရုပ်ကောက်ပွဲကြရင်ဥတွတ်ပီကိုဥက္ခရယာတို့အတွက်မဲထဲမဟိဟုတ်တယ်ရွာသားများ၏စကားကြောင့်တကြီးဘာစီ၏ညှို့ညင်ခြင်းကိုကျွန်ုပ်ခံရချေပေလေအောင်မည်